မွန်ကြီး10ပါးကိုပြမမိတယ်ဝန်ချတောင်းပန်ပါကခြေပါသလားပြမမိရင်တော့ဝန်ချတောင်းပန်ရမှာပဲဖြစ်တယ်ဝန်ချတောင်းပန်လို့ရှိရင်ဆက်ပြီးတော့အကုသိုလ်တွေမဖြစ်တော့ကောင်းတာတွေကြီးဆက်လုပ်ခြင်းအဖြစ်မကောင်းတဲ့အကုသိုလ်တွေကပျောက်ပြက်သွားတာမဟုတ်တော့လည်းပဲသူတို့ဟာတဖြည်းဖြည်းဘေးကိုတွန်းထုတ်ခြင်းခံရတော့နောက်ဆုံးမှာ isolated ဖြစ်သွားတာပေါ့နော်နောက်ဆုံးတဖြည်းဖြည်းနောက်ဆုတ်သွားတဲ့သဘောကိုဆိုလိုတယ်ပေါ့ကောင်းတာတွေကလွှမ်းမိုးလာတဲ့အခါမကောင်းတာတွေကတဖြည်းဖြည်းနောက်ရောက်သွားတယ်နောက်တော့သူတို့ကကျိုးပေးဖို့ခွင့်လန်းမရှိတာကိုဆိုလိုတယ်ပေါ့ဘယ်လိုတောင်းပန်ရမလဲဆိုပြမမိလို့ရှိရင်တော့ဒီပုဂ္ဂိုလ်ရှိနေတဲ့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရှိမှထိုင်ကြောပြီးတော့ဝန်ချတောင်းပန်ကောင်းတဲ့အဖြစ်ပြမမိပါတယ်အဲ့ဒီပြမမိတာဟိုတိခံမှာခွင့်လွတ်ပါလို့ဒီလိုပဲတောင်းပန်ရမှာအဲ့လိုတောင်းပန်တဲ့အခါမှာသူကလက်ခံလိုက်ကိုယ်စိတ်ထဲမှာပေါ်ပါပြီးတော့သွားပေါ်ပါပြီးတော့နောက်ထပ်ဒီလိုအလုံးမျိုးဆက်ပြီးတော့မဖြစ်အောင်တတိထားပြီးတော့ထိမ့်သိဆောက်ရှောက်ဒီသဘောကိုဆိုလိုတာ confession လုပ်လိုက်တာနဲ့အပြစ်တွေအလုံးကြီးသွားတယ်လို့ဒီလိုပြောတာမဟုတ်သူပြောတာမဟုတ်လုပ်ပြီးသားတစ်ခုကလုပ်ပြီးသားပဲတိုးတော့နောက်ထပ်ဆက်မတိုးအောင်ထိန်းတဲ့သဘောပဲဘာလို့လို့ဆိုရင်မကောင်းတာတစ်ခုလုပ်ပြီးလို့ရှိရင်လူဟာမတောင်းပန်သေးသမျှစိတ်ထဲမှာလည်းတုံ့နှွေးကိုယ်မှာအပြစ်ရှိတယ်လို့ခံစားနေရတယ်အဲ့ဒီစိတ်ထဲမှာခံစားနေရဖို့ဟာတောင်းပန်လိုက်တဲ့အခါမှာပြည့်ပြောက်သွားတယ်အဲ့ဒီအကျိုးကိုရတယ်